ကွာဆရာကြီးနေကောင်းပါရဲ့နော်နေကောင်းပါလေကွာဆရာကြီးမတွေ့တော့ကြာပြီဆရာကြီးရဲ့အေးမတွေ့ဆိုဆရာလေးအပြင်သိမ့်မထွက်ပြဘူးဟာအခုတော့မှလေဟိုငါတပည့်ကိုစပင်းနေနေရှိလာတတိယလားဆရာကြီးရဲ့ကျွန်တော်တို့လေဟိုကိုဘွားကိုရုန်းကန်နေရတာဆိုတော့ဟိုဆရာကြီးကိုတီးတီးတက်တက်လာပြီးမကြောပြဘူးဆရာကြီးခုနကပါနော်ဆရာကြီးနားလေပါတော့ကွာတို့ဆရာဆရာမတွေဆိုတာကစေတနာရေးဝါသနာရေးအနှစ်နာရေးနာသုံးနာကိုအခြေပြုပြီးမင်းတို့ကလေးတွေကိုပြောင်းကိုပုံပြလာကြတာဟုတ်လားဟုတ်တယ်ဆရာကြီးရဲ့သိဟုတ်တာပေါ့ဟိုကျွန်တော်တို့ကလည်းဆရာကြီးရဲ့တုံတင်ဆုံးမမှုတွေကြောင့်ဒီချိန်ကြီးကိုကြီးပြင်းလာခဲ့ရတာလေဘယ်ညလိုက်လဲအော်ဆရာကြီးဆရာကြီးလည်းကျွန်တော်တို့ငွေတော့စာသင်ခဲ့တဲ့အကြောင်းအရာတွေကိုဆရာကြီးခုချိန်မှတ်မိတယ်ဟောဟာဘယ်နဲ့တော့ပါလဲမောင်မီတို့ရဲ့တို့ဆရာတွေကလေအသက်ကြီးလာလေလေငငယ်တုန်းကတပည့်တွေအကြောင်းတွေတွေးရင်းနဲ့ပီတိတွေဖြစ်နေပြီကွာအော်ပီတိတောင်ဖြစ်တယ်ပေါ့ဖြစ်တာပေါ့ဆရာစာပီတိစာရှိတယ်ဆက်ရင်းရင်းနေပါဆရာကြီးညညမြင်ပါစေမောင်နီတို့ခင်ဗျာဒီဘက်တစ်ချမ်းကြံနေတယ်လေဟာလာမယ်ဟိုတစ်ဖက်တစ်ဖက်လာမယ်ကျွန်တော်ကဒီဘက်ကိုဒါခံစားနေရဆရာကြီးမလို့ကျွန်တော်ခံစားပြီးတေချာညက်ပြီးနေဟာလာမယ်နင်နာတော့တစ်ဖက်ချင်းတော်တော်ကိုအကြည့်အဆိုးနေတာပဲကွာဟာလာမှာပေါ့ဆရာကြီးရိပ်မယ်နော်ဆရာကြီးဆရာကြီး6တန်းနေ့တုန်းကလေတောက်ယူခွဲတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဆရာကြီးကျွန်တော်ရိုက်ခဲ့တာဆရာကြီးမှတ်မိလားဆရာကြီးရေးပြပြပါကွာကျွန်တော်ကတော့ချင်းချင်းရှားရှားကြီးကိုမှတ်မိနေတယ်ဆရာကြီးတောက်ယူခွဲတာကျွန်တော်မဟုတ်ပါဘူးလို့ဆရာကြီးကအတန်တန်ပြောနေတဲ့ကြားလေဆရာကြီးကကျွန်တော်ရိုက်ခဲ့တာလေဟုတ်တယ်နော်ဆရာကြီးဒီလိုညာဒီဘက်ချမ်းကိုပြပါတော့ကွာလာမှာပေါ့ဆရာကြီးပြပေါ့လာမယ်နော်ဟာဟေးမုတ်စိတ်မွေးတာတော့ရှိသေးပြီပဲကျွန်တော်ရှင်းပေးမယ်လှသွားစေရမယ်ဆရာကြီးလှသွားစေရမယ်ရှင်းပေးမယ်ပြောင်းသွားအောင်ကျွန်တော်ရှင်းပေးမယ်ရပြီခုနတန်းနေတော့ဆရာ